ထောက်ပရိုလေးနှကောင်တော့ပြေးနေပြီဗျာဟိုဘက်က orange ချောင်းတော့တုံရဲနဲ့ထွက်လာပြီမူးတုံချောင်းဖိနိုင်မနေတာမူးတုံချောင်းရဲ့ပြင်မှာလဲဒုံးရာတွေကြီးပဲဗျာနော်လေးရတော့ပြေးပြီးအာဒီတုံးနေတယ်ဒါလေးချောင်းကောက်မလားဒါလေးချောင်းမကောက်ဒီမှာပဲဘားတင်ရင်တနက်နဲ့ရှော့ပြန်ပြီဗျာမောင်လင်းပရိုလေးနော်ချောင်းပရိုလေးနဲ့မူးတုံချောင်းနဲ့ပေါင်းပြီးတော့ဟိုဘက်ကစပိုင်ဒါဖိုက်ကိုတီးဖို့တော့ကြိုးစားနေတဲ့မူးတုံချောင်းတီးဝတီးကြတယ်အာဒီတုံးပြီးတော့အားရ recover ပြပြီးတတ်တာဗျာမူးတုံချောင်းရဲ့ဖင်လေးကိုအမဲချောင်းကြီးထည့်ပြီးမူးတုံချောင်းပြင်ပြဲတော့ပြီဗျာနော်ဒီဘက်ကမူးတုံချောင်းနေနေတော့ခြုံထဲမှာချောင်းနေတယ်ကိုပဒန်းဝင်လာမလားကိုပဒန်းထိုးပြမယ်အလဲဒီလုံနေတဲ့အချိန်မှာမူးတုံချောင်းပြေးနေပြီစကေတူပလက်ကလာလေမူးတုံချောင်းပင်လေးကိုဒုံမေးကြီးဝေါ်ရပြီရာနော်မူးတုံချောင်းဖောက်ကင်ပြေးနေပြီထောက်ပရိုလေး1 2 1လုံနေတဲ့အချိန်မှာဟက်ကပ်ပရိုလေးဝင်လာတယ်မြန်မာတို့ဘားတင်ရင်တနက်နဲ့ရှော့ပြန်ပြီဗျာနော်ဟက်ကပ်ပရိုလေးဖင်မှာလဲတနက်ရလေးကြီးပဲแล้วโดดဝင်နေတာမူးတုံချောင်းကြီးဖြတ်ခံနေရပြီနဲ့မူးတုံချောင်းကြီးပင်ထဲမှာအမဲချောင်းနေဝင်သွားကြပြီဒီကောင်ဖင်ထဲမှာလည်းဒုံကြလေးကြီးပဲတကယ်ပြောတာတကယ်ဒုံကြလေးကြီးပဲဘူရှင်ပရိုလေးမမူးတုံချောင်းနေရ8တန်း11ဆိုတဲ့အနေသားမှာဟိုဘက်ကလင်းပရိုလေးဝင်လာပြန်ပြီမူးတုံချောင်းအိုးလေးလိုက်ပြီးတော့ဖင်ထဲကိုဓာတ်ရိုက်နေတယ်မူးတုံချောင်းနေနဲ့ခုချိန်မှာဆိုရင်တော့ဒီတစ်ခါတည်းလို့ရှင်ဖင်ထဲကိုလော်တက်ချောင်းဝင်သွားတဲ့အနေသားတော့တွေ့ရပြီဗျာနော်မူးတုံချောင်းဖောက်ကင်လဲတော်တော်လေးတော့မဲနေလောက်ပါပြီဝိုင်းပြီးကြီးခံနေရတာဘူရှင်ပရိုလေးချောသွားပြီဘတ်ထရီရဲ့ချော်ခန်းကြားမှာမူးတုံချောင်းနေနေရတော့တော်တော်လေးဖင်မှာဒုံရတွေများနေတော့ခြုံတွေကိုစကေးဝတ်နဲ့စစ်နေရတော့တွေ့ရတယ်ဟိုဘက်ကလင်းပရိုလေးဝင်လာတယ်ချောင်းပရိုလေးတက်ကန်နဲ့ဘတ်ထရီကြာကြားတွေမှာရှော့သွားရဘတ်ထရီချော်ခန်းရဲ့နားလိုက်တော့ဘူရှင်ပရိုလေးဝင်လာတယ်ဓာတ်တွေတော့ဖြန့်နေဟိုဘက်ကကိုပဒန်းထိုးလာတာနိုင်ရတိတာမူးတုံချောင်းကတော့လွဲနေတယ်ကထုံးတာနိုင်ပါပဲလင်းတို့ချောင်းလုံးဝင်မူးတုံချောင်းဓာတ်ရောထိတာတွေ TikTok ကွက်တွေပြရနေတယ်မဝင်ရဲဝင်လို့ရှင်ဟိုကောင်ကဖင်ထဲကိုလက်ပြကြီးထည့်လိုက်လိမ့်မယ်ဟဲ့ကပရိုလေးတွေ့သွားပြီမူးတုံချောင်းရဲ့ဖင်ထဲကိုမဲချောင်းကြီးထည့်ပြန်ပြီးတေဝါမလားမူးတုံချောင်းတေဝါမလားတေဝါပြီဗျာနော်မူးတုံချောင်းဖင်မှာအခုချိန်ဆိုရင်တော့လောဆန်တဲ့ချောင်းဝင်သွားပြီဗျာနော်ကျေးဇူးတင်ပါတယ်တော့နော်ဟိုဘက်ကချောင်းတော့ဘလူးဘက်တွေစနေတိုက်ပဲစုလိုက်မလားထုံထဲမှာဟဲ့ကပရိုလေးကတော့မဲချောင်းကြီးထည့်ဖို့လည်းချောင်းနေတယ်ကြောင်ရဲတိုက်ပွဲ4 man အလားလေးချောင်းပိတ်ကန်လိုက်တယ်ဆိုပေမဲ့နောက်ကမူးတုံချောင်းတော့ပါမလားထုံးတယ်နေပဲတွေးသွားပြီနေတယ်ဗျာဝင်လာမလားကိုချီလေးရဲ့မဝင်တော့ဘူးခြုံနေပဲစင်နေတယ်ကြောင်မူးတုံချောင်းဝင်သွားတယ်လာတယ်ချိုးတယ်ဗျာကောင်းတယ်ကောင်းတယ်မူးတုံချောင်းပါဗျာမစောရင်တော့ပိုကောင်းတယ်လင်းပရိုတွေဝင်လာပြီမူးတုံချောင်းရဲ့ပင်ထဲကိုအမဲချောင်း3ချောင်းကြောက်ကိုထည့်သွားပြီပဲပြပါတယ်လင်းပရိုတွေအာဒီတွေတုံးထားတယ်ဓာတ်တွေကောက်ဝင်မလားဘတ်တူကဝင်းချက်နေ3ကြီးပြနေတဲ့နေတော့ရှော့တော့ကြောင့်မလို့တိုက်ပွဲ2 man တွေစုထားတယ်1 man မဟုတ်2 man မဟုတ်1 man ငါတော်တော်လက်ကစတာပါကွာလင်းပရိုလေးဝင်လာမလားနိုဘာရီယာအောင်လေးလိုက်ပြီးတော့လင်းပရိုလေးအာဒီတီတုံးတော့ဓာတ်လေးကောက်ဝအောင်မလားဓာတ်လေးကောက်ဝအောင်မလားလာတယ်လေးချောင်းတော့ကောက်ဝနေမှာချောင်းပရိုလေးချက်ထိုးလိုက်တဲ့နေရာမှာရှေ့ရောသွားတယ်ဗျာနော်လင်းပရိုလေးကျေးဇူးတင်ပါတယ်လို့နော်ဓာတ်လေးချောင်းတော့ကောက်ဝတယ်တက်တော့ထောက်သွားပြီမောင်မူးတုံချောင်းနဲ့ဘကူပဒန်းနဲ့တွေ့နေရမူးတုံချောင်းအာဒီတုံးတာခရီးကိုတီးသွားတော့မက်လာမူးတုံချောင်းရနော်မူးတုံချောင်းဆိုတော့ထုံးစံနိုင်မယ်ဘောပဲနောက်ကခဲခဲကမဲချောင်းကြီးထက်ဖို့တော့နောက်ကလိုက်လာပြီးပြေးနေတယ်မူးတုံချောင်းပြေးနေတယ်နော်လုံးဝလှဲ့အောင်မကြည့်တာဗျာနော်ပြေးတာမှုန်နေတာပဲဟေးမူးတုံချောင်းလာပြီမူးတုံချောင်းဝင်လာပြီမူးတုံချောင်းစကေးဝိုင်းတီးနေတယ်မူးတုံချောင်းတင်ဝင်းကြိုင်မို့တင်ဝင်းတက်ကတော့ဝင်လာပြီထုံထဲကိုသွားမလားလာမလားကိုချီလေးရဝင်လာပြီချောင်းပရိုလေးမူးတုံချောင်းရဲ့လက်ထဲမှာရှော့သွားပြီဗျာနော်မူးတုံချောင်းကိုလိုက်ပြီးတော့တီးလိုက်အောင်လားဒီကောင်14ကတည်သိနေပြီ13ကပဲကြီးသေးတယ်နော်